Bonsoir à tous. Bonsoir ပါဒီချက်ကိုကင်မရာလေးဖွင့်လို့အဆင်ပြေမဲ့သူတွေတစ်ချက်ကင်မရာလေးဖွင့်ပေးထားပါအောင်เนาะ။ပြီးမှ event ပြန် join ပြီးတော့မှ event စတော့မှကင်မရာပိတ်ပြီးတော့နားထောင်ခြင်းလဲဆိုလဲရပါတယ်။ဒီထဲမှာဒီချက်တန်းရလူတွေတော်တော်များများတော့ပါတယ်။ပြီးbonsoir Emma, bonsoir Leo, bonsoir Mino. Oui, alors bonsoir Alisa. Oui, bonsoir Wine. Bonsoir Kéké. Vous allez bien? Ça va? ဒီထဲမှာခြေတော်တော်များများအေးတော်တော်များများတော့ဒါအခြေခံသိပြီးသားသူတွေတော့ပါမယ်ထင်တယ်အခုမှစပြီးတော့ပြင်သစ်စာနဲ့အခုမှစပြီးတော့ဒီ join ကြည့်ရသူဘယ်နှစ်ယောက်လောက်ပါမလဲခြေတစ်ချက်လောက်သိကျင်လို့ raise hand လေးလုပ်ပြီးအော်ဒါပထမဆုံးအကြိမ်ပေါ့ Elisa အတွက်ဟုတ်ဟိုကိုက self study နည်းနည်းလုပ်ဖူးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလေးနည်းနည်းကြာသွားတယ်နှစ်လလောက်ရှိokay alphabet တော့အတန်ထွက်တယ်ကျန်တာတော့သိမသိoui oui oui ဒါပေမဲ့အောက်ပိုင်းမှာတော့တင်တန်းတက်ဖို့တော့ရှိပါတယ်ဟုတ်ကဲ့ပါစဉ်းစားထားရနော်ဟုတ်ကဲ့ပါရှင်ဆိုတော့ teacher ကလည်းအဓိကဒီဟာကဒီ event လေးကဘယ်လိုပြောမလဲတိပြီးသားပေါ့နော် French ကိုတင်ပို့ပြီးသားသူတွေရောနောက်တလုံးမှမသိသေးတဲ့သူတွေရောအတွက်အဓိက vocabulary လေးရစီခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီ event လေးကိုလုပ်လိုက်တာပေါ့နော်ဟုတ်အဲ့တော့ကျောင်းသားနည်းနည်းလူစောင့်နေတော့ဆိုတော့ဒီချက်ကိုအရင်ဆုံးမိတ်ဆက်လိုက်ပါမယ်အဲ့တော့တီးပြီးသားသူတွေလည်းရှိပါမယ်ပေါ့နော်မတီးသေးတဲ့သူတွေလည်းရှိအောင်မယ်လို့ထင်တယ်ဆိုတော့ဒီချက်ကတော့ဒီချက် email မှာရှင်အခုလက်ရှိ YFD မှာချက် ARN ကနေပြီးတော့ BN အထိပေါ့တာဝန်ယူပြီးတင် जा ပေးနေပါတယ်အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်နော်ခြေရောခဏလူလေးစောင်းလိုက်ရင်လည်းအဲ့တော့တခြားလူစောင့်နေနေပေါ့ event မစသေးခင်တခြားဘာလေးတွေသိကျင်တာလေးမေးကျင်တာလေးရှိသေးလဲကျပြောပြပေးပါမယ်ပြင်သစ်နဲ့ပတ်သက်တာပေါ့နော်ပြင်သစ်စာနဲ့ပတ်သက်တာလေးပေါ့ဒါဆိုရင်ကျတို့စလိုက်ပါမယ်နော်ဆိုတော့အဓိကကျတို့ဒီမှာဒီနေ့ကကြတော့ဗာလေးလုပ်မလဲဆိုရင်ကျတို့ရှေ့ရနေပြီးတော့ဒါ YFD ကဒီချက်ပါဝင်ပေါ့နော်နောက်ထပ်ဒီချက်AP ကနေပြီးတော့ story လေးတွေ story ပေါ့အများကြီးမဟုတ်ဘူး story လေးတွေသူအခန်း like လေးတွေခွဲထားတယ်အဲ့မှာကျတို့အဓိကသိရမယ့် vocab လေးတွေပါတယ်နောက်ပြီးသွားလို့ရှိရင်ကျတို့အဲ့ story လေးဖတ်ပြီးသွားရဲဆိုလို့ရှိရင်ဒါအမေးအဖြေလုပ်မဲ့အဲ့လိုမေးခွန်းလေးတွေပါတယ်ပေါ့နော်အဲ့တော့အရင်ခက်ခဲကြီးလည်းမဟုတ်ပါဘူးအဲ့တော့ကျောင်းသားအခြေခံတော်တော်များများသိရဲ့ကျောင်းသားတွေလည်းပါပြီးသားဆိုတော့ဒါတခါရဲစာနှွေးပြီးသားလည်းဖြစ်မယ်အဲ့တော့မရသေးတဲ့သူကလည်းဒါလိုက်နားထောင်နေဆိုတော့ကိုအတွက်ဒီ vocabulary တွေမှတ်မိရပေါ့နော်အဲ့တော့သိသွားတာပေါ့သူတလုံးမှမသိတာထက်စားလို့ရှင်အဲ့ဆိုရင်ဒီချက်စပြီးတော့ screen လေး share ပြီးတော့ကျွန်တော်စလိုက်ပါတော့မယ်နော်ကဲပါရှင်အဲ့တော့ဒီချက် screen လေးကိုအားလုံးပဲမြင်ရလားမသိဘူးဟုတ်မြင်ရပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့ခေါင်းစဉ်လေးကကြတော့ဒါမာခီဆိုတဲ့ကောင်မလေးတယောက်ကဒါတော့ရှာတယ်ဆိုတော့ခေါင်းစဉ်လေးပေါ့အဲ့တော့ခေါင်းစဉ်လေးကိုကျွန်တော်ဖတ်ပြမယ်ဆိုရင် Marie cherche ses clés Marie cherche ses clés အဲ့တော့ရှာဒီ story လေးอ่ะဆိုရင်ဘာကိုအဓိကအခြေခံထားရလဲဆိုတော့ကျွန်တော်အိမ်နဲ့သက်ဆိုင်တဲ့
vocabulary လေးတွေဝေါ်ဟာရလေးတွေပေါ့အဲ့တော့အဲ့ဒါလေးကိုတခန်းချင်းစီခွဲပြီးတော့ကျတို့ဒါvocabulary လေး list လေးတွေထုတ်ထားတယ်အဲ့တော့ဒါပထမဆုံးအနေနဲ့ဒီမှာအရေးကြီးတဲ့စကားလုံးလေးတွေဒါကတော့ပြီးသွားတော့မှကျတို့ကိုရှေ့လေးလောက်ပါမယ်เนาะအဲ့တော့ဒီမှာချက်ရဲ့ចောင်းသားကြီးလည်းပါတယ်ဆိုတော့ Okay အဲ့တော့ပထမဆုံး Marie cherche ses clés ဆိုတဲ့ဟာလေးကိုចောင်းသားတွေကဘယ်သူဖတ်ကြည့်ကြလဲ Oui Emma ဖတ်ကြည့်ပါရှင် Marie cherche ses clés. Ce matin, Marie se prépare pour aller au travail. Elle prend son sac et met ses chaussures. Mais soudain, oh non, où sont mes clés? Marie doit partir dans 10 minutes. Elle commence à chercher dans la maison. Oui très bien Okay အဲ့တော့ဒီချက်ကလည်းနောက်တစ်ခေါက်ထပ်ဖတ်ပြပြီးတော့ဒါလေးကိုရှင်းပြပေးပါမယ်เนาะအဲ့တော့ Marie cherche ses clés ဒီနေရာမှာကျတို့ clé ဆိုရဲဝေါ်ဟာရလေးကကြတော့တော့လေးကိုပြောတာပါ Marie က cherche ရှာတယ် ses clés အဲ့တော့သူ့ရဲ့တော့တွေကိုရှာတယ်ဆိုရဲအဓိပ္ပာယ်လေးပေါ့နော်ဒီမှာ ce matin နဲ့ ce matin Marie se prépare pour aller au travail အဲ့တော့ Marie se prépare ဆိုတာကဒီချက်တို့ပြင်ဆင်တာပြင်ဆင်တယ်ဘာလုပ်ဖို့လဲဆိုရင် pour aller au travail အလုပ်ကိုသွားဖို့အတွက်ပြင်ဆင်တယ်အဲ့တော့အလုပ်ကိုသွားဖို့အတွက်ပြင်ဆင်ပြီးလဲပြီးတော့ elle prend son sac et met ses chaussures အဲ့တော့ဒီထဲမှာချက်ကြောင်းသားတွေလည်းပါတယ်ဆိုတော့ sac အဲ့တော့ပုံလေးတွေက sac ကကျတို့ကောင်မလေးရဲ့ဘာလေးကိုပြောတာလဲကောင်မလေးရဲ့ဘယ်ပစ္စည်းလေးကိုပြောတာဖြစ်မလဲ sac ကoui ဟုတ်တယ်အဲ့ကလေးကိုဒီချက်တို့ sac လို့ခေါ်ပါတယ်နောက် ses chaussures လေးကကြတော့ shoes. oui ဖနက် shoe เนาะဒီမှာကျတို့ sac ရှိမယ်နောက် shoes လေးပါမယ်အဲ့တော့သူကအိတ်ကိုလွှဲထားတယ်ပေါ့ elle prend son sac et met ses chaussures အဲ့တော့ met ses chaussures ကကြတော့ကျတို့ဖနက်စီးရအောင်ပြောတာအိတ်လွှဲမယ်ဖနက်စီးမယ်မဲsoudain ဆိုတာကဒါပေမဲ့ရုတ်တရက်သူက oh non où sont mes clés ဆိုပြီးတော့သူစဉ်းစားမိသွားတယ်အဲ့တော့ où sont mes clés ငါ့ရဲ့တော့တွေဘာမှလဲသူစဉ်းစားမိသွားတယ်ပြီးတော့ Marie doit partir dans 10 minutes အဲ့တော့ဒီ sentence လေးကို Leo ဒီချက်ကိုတစ်ချက်လောက်အတိတ်ပဲလေးပြောပြပေးလို့ရမလားဟယ်လို Leo okay သူဟိုမဖြုတ်ချင်တယ်ဒါဆိုရင်ဒီချက်ဝေးတခြားသိရသူတွေရော Et partons. Oui Leo Oui, je suis désolé, je ne t'entends pas. oui d'accord pas de problème အဲ့တော့ဒီချက်ကိုတရားလေးအတိတ်ပဲလေးရှင်းပြပေးလို့ရမလား Marie က10 မိနစ်အတွင်းသွားမှာ10မိနစ်အတွင်းဆိုတာထက်နောက်10မိနစ်နေရင်သူဘာလုပ်ရမလဲသွား party ဆိုတော့သူထွက်သွားရတော့မယ်ပေါ့အလုပ်ကိုသွားရတော့မယ်elle commence à chercher dans la maison အဲ့တော့သူစပြီးတော့ဘာလုပ်တော့မလဲရှာတော့မယ်နော် oui elle commence à chercher dans la maison သူတအိမ်လုံးကိုရှာပါတော့မယ်တဲ့ဆိုတော့ဒါကတော့ပထမကန်းလေးပေါ့နော်အဲ့တော့ဒီမှာမရှင်းတဲ့နေရာလေးတွေအတန်ထွက်ထက်သိကျင်တာလေးတွေဒီချက်ကိုမေးလို့ရပါတယ်အဲ့တော့စာပိုက်ကလေးကိုကြည့်ဖို့အချိန်လေးလဲဒီချက်
ပေးမယ်နော်10 minute လောက်ပေးမယ်သွားရင်မေးခွန်းလေးဖြေကြည့်ပါမယ် ဒါဆိုရင်ကျတို့မေးခွန်းလေးဖြေကြည့်လို့ရပြီလား Oui. Oui d'accord alors အဲ့တော့ပထမဆုံးမေးခွန်းလေးက qu'est-ce que Marie compte pour aller au travail ဆိုတော့မေးခွန်းရဲ့အဓိပ္ပာယ်လေးကရှင်းပြပေးမယ်နော်ဆိုတော့ Marie ကအလုပ်ကိုသွားဖို့အတွက်သူဘာတွေကိုယူထားလဲသူဘာလွယ်ထားလဲပေါ့နော်အဲ့တော့ you may sorry ပထမဆုံး A ကကြတော့ son sac Ton sac. ဒုတိယကြတော့ son chapeau C'est juste. oui အတန်ထွက်လေး désolé. လိုက် oui oui အဲ့တော့အတန်ထွက်လေးလိုက်ပြီးတော့ပြောကြည့်လို့ရရနော် son sac son chapeau Son sac. Son chapeau. des chaussures Ses chaussures. oui Chaussures. chaussures နော်အတန်ထွက်လေးက chaussures okay အဲ့တော့ Marie ကအလုပ်သွားဖို့အတွက်သူဘာကိုတည်သွားလဲ Son sac. Et son sac. Son sac. Oui. On va mettre son Ah. sac. son sac oui son sac très bien okay အဲ့တော့သူ့ရဲ့အိတ်ကလေးကိုသူလွယ်ရဲပေါ့နော်အိတ်ကိုယူသွားတယ် now you may hold 2မှာဆိုရင် pourquoi Marie est surpris pourquoi Marie est surpris အတိတ်ပဲလေးကကြတော့ Marie ကဘာကြောင့် surprise ဖြစ်သွားတာလဲအဲ့တော့ A B C သုံးခုပေးထားတယ်ဆိုတော့ဒီ sentence လေးတစ်ခုချင်းစီဖတ်ပြမယ်နော် Elle voit un chien. Elle voit un chien. အဲ့တော့ un chien ဆိုတာကဒီချေကိုခွေးလေးကိုပြောတာအဲ့တော့ elle voit ကကြတော့သူမကခွေးလေးတစ်ကောင်ကိုမြင်လိုက်တယ်သူမကခွေးလေးတစ်ကောင်ကိုမြင်လိုက်တယ် B မှာဆိုလို့ရှိရင် elle ne trouve pas ses clés B မှာကကြတော့သူ့ရဲ့တော့ရှာမတွေ့ဘူးလို့ပြောတာအဲ့အတန်းထွက်လေးက elle ne trouve pas ses clés C မှာဆိုရင် elle est en retard au travail အဲ့တော့ et en retard ကကြတော့ဒီချေတို့ပြင်သစ်လို့ဆိုရင်နောက်ကျတာကိုပြောတာအလုပ်နောက်ကျနေလို့ပေါ့အဲ့တော့ဒါဆိုရင်ချေတို့အဖြေလေးပြောကြည့်ပါမယ်အဲ့တော့ pourquoi Marie est surpris Marie est surpris Marie est surpris parce qu'elle ne trouve pas clés. ses clés. oui elle ne trouve pas ses clés Mm. oui ဒါလေးကချေခုန clear လို့ကြားလိုက်တယ် clear sorry air အတန်ပေါ clear clear ဆိုရဲအတန်ထွက်လीနော် okay ဒါဆိုရင် you may hold တို့မှာလဲça va ရမယ်နော် Oui, ça va. oui ဒါဆိုရင် you may hold ထွားကိုဒီချေတို့သွားကြည့်အောင်အဲ့တော့ que cherche Marie que cherche Marie အဲ့တော့အဓိပ္ပာယ်လေးက Marie ဘာကိုရှာတာလဲအဲ့တော့ A c'est lunette အဲ့တော့ lunette ကကြတော့ဒီချက်ခုတက်ထားတယ်မျက်မှန်အဲ့ဒါစစီ lunette lunette เนาะမျက်မှန်က lunette now c'est clairနောက်ဆုံး téléphone ကျတော့ telephone ကပြင်သစ်ကသူကအင်္ဂလိပ်နဲ့ခက်ဆင်ဆင်လေးဒါပေမဲ့အတန်ထွက်က téléphone လို့ထွက်တယ်ဆိုတော့ဒါဆိုရင်ဒီမှာအဖြေလေးကဘာဖြစ်မလဲ you may hold ထွားမှာ C'est clés. C'est clés. oui c'est clair très bien
Okay ဒါဆိုရင် ñu မေဟို gat အဲ့တော့ où Marie commence tel à chercher အဲ့တော့ où ဆိုတဲ့စကားလုံးလေးကဒါပြင်သစ်မှာဒီချေတို့နေရာကိုမေးတဲ့စကားလုံးလေးအဲ့တော့ Marie ကဘယ်နေရာမှာစပြီးတော့သူရှာတော့မလဲအဲ့တော့သူကနေရာလေး၃ခုပေးထားတယ် dans la maison dans la maison အိမ်ထဲမှာရှာမယ်နောက် dans la voiture ကကြတော့ဒါကားထဲမှာရှာမယ်လို့ပြောတာ la voiture ဆိုတာကဒီချေတို့ကားကိုပြင်သစ်လို့ခေါ်တာ la voiture la maison ကကြတော့ဒါအိမ်ကိုပြောတာနောက် dans la rue ကျတော့လမ်းလေး street ကိုပြောတာအဲ့တော့ Marie ဘယ်နားမှာသွားရှာမလဲ Dans la maison. oui dans la maison oui ကျန်တဲ့သူတွေရော Dans la maison. dans la maison ပဲเนาะဒါဆိုရင်နောက်ဆုံးမေးခွန်းလေးပါနောက်ဆုံးမေးခွန်းလေးကကြတော့combien de temps နဲ့အဲ့တော့ combien de temps Marie a-t-elle avant de partir အဲ့တော့ combien de temps ဆိုတာကအချိန်ဘယ်လောက်လဲပေါ့နော်အဲ့တော့ Marie a-t-elle avant de partir သူမသွားခင်သူမထွက်ခွာခင် Marie ကအချိန်ဘယ်လောက်ရှိမလဲအဲ့တော့3ခုအဖြေ3ခုပေးထားတယ်ကျတို့ပထမဆုံးတစ်ခုကကြတော့5ကကြတော့ဒီကျတို့ပြင်သစ်လို့5ကိုပြောတာ5 minutes နောက်10ကကြတော့ဒီကျတို့10ကိုပြောတာ5 minutes 10 minutes နောက် une ကကြတော့ဒီကျတို့1နာရီကိုပြောတာဆိုတော့ तू မထွက်ခွာခင် तू မှာအချိန်ဘယ်လောက်ပဲရှိမလဲ 10 minutes. 10 minutes. oui 10 minutes très bien okay အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီချက်ကကျောင်းသားတွေကိုမေးကြည့်ပါမယ်အဲ့တော့ကိုအနေနဲ့ဘယ်စကားလုံးလေးတွေကိုမှတ်မိသွားပြီလဲ Clé, sac, chaussures, chapeau, chapeau maison, voiture, oui maison voiture travail, travail oui pardon 10 minutes, 10 minutes 10 minutes, 1 heure, 1 heure 5 minutes. 5 minutes oui 5 minutes okay အဲ့တော့အမားတော့ဒါအများကြီးမှတ်မိသွားပြီဒါဆိုရင်နောက်ထပ်ကျောင်းသားတွေထဲမှာရောကိုမှတ်မိရလေးကိုပြောကြည့်လို့ရပါတယ်အဲ့ချင်းနာမည်ခေါ်အဝီချမ်းမြေ sac, chapeau, chaussures et on head that လေးဖြစ်တာကိုပြောရ အော် ဟာ ဟုတ်တယ် on khata oui on khata okay on khata ပြီးတော့ရော travail travail oui minuit on chaîne la maison oh oui un chien oui la maison okay yeah မမီတလောက်ပဲဆိုကြည့်ရယ် oui okay ဟုတ်ပါပြီဒါဆိုရင်တခြားပြောကြည့်ခြင်းတဲ့သူတွေရောရှိသေးလား okay ပါအဲ့ဒါဆိုရင်ကျတို့နောက်ထပ်တနေရာကိုဆက်သွားမယ်เนาะအဲ့တော့သူအိမ်ထဲမှာရှာတော့မယ်အခုပထမဆုံးစရှာတဲ့နေရာက dans le salon အဲ့တော့တန်ထွက်လေးက le salon okay အဲ့တော့ le salon ကဒီကျတို့အိမ်ရဲ့ဘယ်နေရာဖြစ်မလဲ living room. oui living room အဲ့ခန်းပေါ့เนาะဟုတ်ပါရဲ့အဲ့ခန်းမှာရှင်အဲ့တော့ living room နဲ့သူသွားပြီအဲ့တော့ living room နဲ့မှာသူဘယ်နေရာကြီးဝင်နောက်ပြီးရှာမလဲကျတို့ဖတ်ကြည့်မယ်အဲ့တော့ Marie တဲ့ regarde sur la table ကျတို့ဒီထဲမှာ vocab တွေအများကြီးပါတယ်เนาะအဲ့တော့ la table အဲ့ဒါကဒီကျတို့ဒီမှာ table လေးကိုပြောတာပါ
အရင်ဆုံးမာခီကရှူးဆိုတာကဒီချေတို့အင်္ဂလိပ်က on နဲ့အတူတူပဲအဲ့တော့ on the table စပွဲအပေါ်ကြည့်လိုက်တယ် Marie regarde sur la table အဲ့တော့ကြည့်လိုက်တဲ့အခါမှာ les clés ne sont pas là အဲ့တော့ les clés ne sont pas là ဆိုတာက là ဒီချေတို့ sur la table ကိုပြောတာအဲ့တော့ဒါသူ table ပေါ်မှာမရှိဘူးအဲ့တော့ rien ဆိုတာကကျွန်တော်ပြင်သစ်လို့ဆိုရင်သူက nothing ဆိုတဲ့အဓိပ္ပာယ်လေးနော်ဘာမှမရှိဘူး rien တစ်လုံးနဲ့ပြောလိုက်ရတယ် rien အဲ့တော့သူနောက်ထပ်တစ်နေရာပြောင်းကြည့်ရယ် elle regarde sur le canapé အဲ့တော့ canapé ကဘာလဲဆိုရင်ကျွန်တော်အနောက်မှာပုံအနောက်မှာမြင်နေရတယ်ဒီမှာ sofa အဲ့တော့ sofa ပေါ်ကိုသူကကြည့်လိုက်တယ်အဲ့တော့ toujours rien toujours rien အဲ့တော့အမြဲတမ်းသူကဘာမှမရှိနေဘူး sofa ပေါ်မှာလေ toujours rien အဲ့တော့သူစဉ်းစားပြီးနောက်ထပ်တနေရာပြောင်းစဉ်းစားတော့မယ် peut-être အဲ့တော့ဒါလေးကကြတော့ peut-être ဒီလိုတွဲရေးထားတာလေးကကျတော့ပြင်သစ်လို့ဆိုရင် maybe ဆိုတဲ့အဓိပ္ပာယ်လေအဲ့တော့ peut-être dans la cuisine la cuisine okay အဲ့တော့ la cuisine အဓိပ္ပာယ်လေးကကျတော့ဘယ်နေရာလဲအင်းရဲ့ Kitchen. မိဟုတ်ပါတယ်မိဖို့ကြောင့်အဲ့တော့ pense Marie ကpeut-être dans la cuisine ဒါဆိုရင်မိဖို့ကန်းထဲမှာတော့ဖြစ်နိုင်တယ်အဲ့သူစဉ်းစားလိုက်ပြီရပါမယ်နော်အဲ့ဒါဆိုရင်ဒါလေးကိုခဏလေးကြည့်ပါပြီးသွားရင်ကျတော့မေးခွန်းလေးဖြည့်ကြည့်ပါမယ်နော်ဆိုရင်ကျတော့မေးခွန်းလေးတွေတွားကြည့်ရအောင်ဆိုတော့ဒီချက်ကိုတစ်ယောက်လောက်ပေါ့နော်ကျောင်းသားတွေကတစ်ယောက်လောက်ဒါဖတ်တတ်တဲ့သူပေါ့အဲ့တော့မေးခွန်းလေးဖတ်ကြည့်ရအောင်1 2 1 2ဒီနှစ်ပုတ်ပေါ့နော်အဲ့တော့ဘယ်သူဖတ်ကြည့်ကြလဲဒီချက်အရင်ဆုံး volunteer ခေါ်လိုက်မယ်sorry ပါဒီချက် line ကျသွားလို့ပါရှင့်အဲ့တော့ခုနကဒီချက်ဟိုပါပေါ့မေးခွန်းလေးဖတ်ခိုင်းတာပေါ့နော်ဆိုတော့ဒီချက်နာမည်လေးခေါ်လိုက်ပါမယ်နော်အဲ့တော့Kiki Purpose. ဟေးအဲ့တော့မေးခွန်းလေးဖတ်ကြည့်လို့ရမလားစူးစမ်းပြီးတော့ try ကြည့်ပါမှားလဲဘာမှဖြစ်ဘူးနော် And où est Marie maintenant? Oui où est Où Marie est Marie maintenant? Oui très bien Maintenant. oui မှန်တယ် maintenant oui အဲ့တော့နေရာလေးသုံးခုဒီချက်ကိုဖတ်ကြည့်အောင် Dans la cuisine, oui dans la salon, အဲ့တော့ဒါလေးကကြတော့ဒီချက်ကိုအတန်ထွက်က dans la ဆိုတာထက် dans le salon dans la cuisine တို့ dans la chambre တို့ဆိုလို့ရှိရင်la ဆိုတာအဆင်ပြေဒါပေမဲ့ဒီမှာ l ကကြတော့ le ဆိုတော့ dans le salon ဆိုတဲ့အတန်ထွက်လीနော် salon, ဝေးကျတို့ dans ပြင်သစ်မှာ le က salon. oui très bien ဟုတ်တယ်ပြင်သစ်မှာကြတော့အဲ့လိုမျိုး article အတန်ထွက်လေးတွေကလည်းနည်းနည်းလေးအရေးကြီးပါတယ် la နဲ့ le နဲ့ကိုကအတန်မှားထွက်လိုက်တယ်ဆိုရင်ဒါဟို gender မှားသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဟာလေးသတိထားပေးပါအဲ့တော့မိကုံးလေးက où est Marie maintenant အဲ့တော့ Marie ကအခုသူဘယ်မှာရှိပါသလဲတဲ့အဲ့တော့ la cuisine dans la cuisine dans le salon dans la chambre Dans le salon.
Dans le salon. Oui, dans le salon. Oui, très bien. Non, toi, aku égal ma chérie. Non, dis-moi la chambre. Teacher, ko ye akhan, ko ekhan ko la chambre. La chambre. Alors, nous les t'as traité, non? Numéro 2.နောက်တစ်ယောက်ချေမျက်နှာကိုဖတ်ခိုင်းလိုက်မယ်နော်မိကုံးလေးနဲ့သူပေးထားလေးဖတ်ကြည့်ပါအောင် Où Marie regarde un pilier sur la table, sur le canapé, dans le sac. Ah oui,ဒါလေးက sac dans le sac Okay အဲ့တော့ Maxi ပါအဲ့တော့ où Marie regarde un premier အဲ့တော့ un premier ဆိုတာကသူကပထမဆုံးအနေနဲ့ပေါ့နော် Marie ကဘယ်ကိုကြည့်တယ်လဲတဲ့ အဲ့တော့ sur la table စပွဲပေါ်ကိုကြည့်တယ်အဲ့တော့ဒီ sur နဲ့ဒီ sous နဲ့ကတချို့ sur ကကြတော့on ဆိုတဲ့အဓိပ္ပာယ်အပေါ်မှာဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီ sous ကကြတော့အောက်က under ဆိုတဲ့အဓိပ္ပာယ် sorry ဒီမှာမမြင်ရတော့ဒီဘက်လေးတိုးပေးပါမယ်နော်အဲ့တော့ under ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ le canapé canapé ကခုနကဒီချေကိုဘာလေးလဲ canapé ကoui sofa sofa ရဲ့သူက sous ဆိုတော့အောက်ကိုကြည့်ရဲတဲ့နံပါတ် B ကနောက် C ကကြတော့ချေတို့ dans le sac အိတ်ထဲမှာကြည့်ပါတယ်တဲ့ဆိုတော့သူဘယ်နေရာကိုသူအယုံဆုံးရှာလဲ Sur la table. Sur la table. Sur Oui. la table. Très bien, sur la table. ဟုတ်ပါရဲ့ Okay အဲ့ဆိုရင်နောက်ထပ် numéro 3ချေနောက်တစ်ယောက်ဖတ်ခိုင်းကြည့်မယ်နော်နောက်တစ်ယောက်ကsorry ချမ်းမြေ့ Où Marie après la table et sur la canapé dans la dans le tiroir tiroir, oui c'est près de la porte. oui merci ပါalors où Marie regarde après la table ကျတို့ဒါ table ပေါ်မှာကြည့်လဲကြည့်ပြီးတော့သူဘယ်နာကိုထပ်ကြည့်လဲလို့မေးလိုက်တာအဲ့တော့ sur le canapé sofa ပေါ်ကိုကြည့်တယ်အဲ့တော့ dans le tiroir အဲ့တော့ dans le tiroir ကကြတော့ဒါဒီကျတို့ cuisine ထဲမှာထားတဲ့လို့ counter မျိုးလေးနော်ဟိုမိဖို့ကြောင့်မှာထားတဲ့အဲ့လို counter မျိုးလေးအဲ့တော့အဲ့အထဲတွေကိုကြည့်လိုက်တယ်ပေါ့နော် now près de la porte အဲ့တော့ la porte ကကြတော့ဒီကျတို့တကားကိုပြောတာအဲ့တော့ près ကပြင်သက်လို့ဆိုရင်ကျတို့ near အဓိပ္ပာယ်က near ဆိုတဲ့အဓိပ္ပာယ်လေ près de la porte အဲ့တကားရဲ့အနီးကိုကြည့်လိုက်တယ်ဆိုတော့ तू table ပေါ်ကိုကြည့်ပြီးတော့ तू ဘယ်နေရာကိုကြည့်လဲနောက်ထပ် Sur le canapé. Sur le canapé. Oui, sur le canapé ဟုတ်ပါရဲ့အဲ့ဆိုရင် numéro 4 oui အဲ့တော့Mabel ချေခုနနာမည်ရောခေါ်လိုက်တယ် Mabel Oui. အရင်တော့ဒါအခုမှပြင်သစ်စာပထမဆုံးစပြီးတော့ဝင်လမ်းထောင်ကြည့်ရမဟုတ်ပါဘူးနော် မဟုတ် အော် တမီးဒီမှာတက်ဖူးပဲ တက်ဖူးရဲအော်ဟုတ်ပါပြီဟုတ်ပါပြီအဲ့ဆိုရင်တမီး try ကြည့်မလားဖတ်ကြည့်မလား oui. Où Marie regarde ensuite dans la cuisine, sous la table, dans la chambre. Oui, très bien. Alors, où Marie regarde ensuite. Alors, ensuite ကအဓိပ္ပာယ်ကကြတော့ကျတို့ဒါနောက်ထပ်ပေါ့နော်နောက်ထပ်then လည်းရတယ် next လည်းရတယ်အဲ့တော့နောက်ထပ် Marie ကဘယ်နာကိုထပ်ကြည့်တယ်ဘယ်နေရာကိုထပ်ကြည့်လဲအဲ့တော့ dans la cuisine ပြီးဖို့ကြောင့်ကိုလား sous la table ကျတို့ table အောက်ကိုလားနောက် dans la chambre အခန်းထဲကိုကြည့်ရလားအခန်းထဲမှာကြည့်ရလားတဲ့ဆိုတော့သူဒီမှာ table ပေါ်ကြည့်ပြီးသွားတဲ့နောက်မှာသူဘယ်နာကိုကြည့်တာဖြစ်မလဲsorry Dans la cuisine. Dans la cuisine. dans la cuisine နော် dans la cuisine သူပြီးဖို့ကြောင့်ဆက်သွားရမယ်ပြီးလဲပြီးတော့où pense Marie cherche ensuite
Alors dans la cuisine dans la salle de bain dans la chambre နောက်ထပ်ဒါမာရီကဘယ်နေရာကိုတွားကြည့်ဖို့သူစဉ်းစားမိလဲ cuisine လားဒီမှာနောက်ထပ် la salle de bain la salle de bain ဆိုတာဒီချေတို့ဒါရေချိုးခန်းကိုပြောတာအတန်ထွက်လေးက la salle de bain la salle de bain နော်အဲ့တော့ la chambre okay သူနောက်ထပ်ဘယ်နေရာကိုသူစဉ်းစားမိလဲ Dans la chambre. Dans la cuisine. အဖေကနှစ်ခုဖြစ်နေ okay အဲ့တော့ဒီမှာပေါ်မှာပြန်ကြည့်လိုက်မယ်သူနောက်ထပ်စဉ်းစားတာ la cuisine dans la cuisine dans la cuisine အဲ့တော့ဒီမှာ numéro 4နဲ့5နဲ့ကသူကအဖြေကတော့အတူတူပဲဒါပေမဲ့မေးထားတဲ့မေးခွန်းကတော့နည်းနည်းကွာတယ်ဒီမှာပြီးသွားရင်ဘယ်နေရာကိုထပ်ကြည့်မလဲနောက်ဒီမှာကျတော့ pons ကကြတော့ teacher တို့စဉ်းစားတာစဉ်းစားရဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဘယ်နေရာမှာရှာဖို့စဉ်းစားလဲအဖြေကတော့အတူတူပဲဒါပေမဲ့မေးခွန်းကတော့မေးတာချင်းမတူဘူးမေးတဲ့ပုံစံချင်းမတူဘူးပေါ့နော်အဲ့တော့ဒါလေးမေးခွန်းလေးတွေထဲမှာအကုန်လုံးကတော့ရမယ်လို့ထင်ပါတယ်လွယ်လွယ်လေးပဲ teacher တို့ထည့်ထားပေးရပါအဲ့ဒီမှာမေးစရာရှိသေးလားတစ်ချက်ကြည့်ကြည့်ပါဒါဆိုရင်ချက်ဆက်သွားလိုက်ပါမယ်เนาะအဲ့တော့ချက်တို့ cuisine နဲ့ကိုဆက်သွားကြပါမယ်အဲ့တော့ dans la cuisine အဲ့တော့ in the kitchen ပေါ့ဤဖို့ကြောင့်ထဲမှာမာရီဘယ်နာရီရှာလဲကြည့်ကြည့်မယ်အဲ့တော့okay အဲ့တော့ဒီမှာဒီဟာလေးဒီစာပိုက်လေးကိုဒီချက်ကျောင်းသားတစ်ယောက်လောက်ဖတ်ခိုင်းကြည့်ပါမယ်เนาะဆိုတော့ qui veut lire ဘယ်သူဖတ်ကြည့်ကြမှာလဲချက်တစ်ယောက်ခေါ်လိုက်မယ်il n'y a pas de personne တရားမှမရှိဘူးလား Non, teacher. okay ဖတ်ကြည့်ပါရှင် Dans la cuisine, Marie regarde sur le comptoir. Il y a une tasse de café, mais il n'y a pas de clé. Elle ouvre le tiroir, seulement des cuillères et des fourchettes. Peut-être dans la chambre. Oui, très bien. OK. Alors, dans la cuisine, မိဖို့ကြောင့်ထဲမှာ Marie regarde သူကထပ်ပြီးတော့ကြည့်ရဲဘယ်နေရာကိုလဲဆိုတော့ sur le comptoir အဲ့တော့ကျတို့ဒီစင်ပေါ်မှာပေါ့နော်စင်ပေါ်ဒီညာလေးဒီအခုဒီမှာအနီရောင်လေးနဲ့ဆွဲလိုက်တဲ့နေရာလေးအဲ့တော့အဲ့ sur le comptoir စင်ပေါ်ကိုသူကကြည့်လိုက်တယ်စင်ပေါ်မှာကျတို့ဘာပဲရှိနေလဲဆိုရင် il y a une tasse de café အဲ့တော့ une tasse de café ဘာလဲဆိုရင်ကျတို့ဒီပုံစာလေးရဲ့အနောက်မှာရှိရဲ့ coffee ကွက်လေးလက်ကင်ကွက်လေးပေါ့နော် une tasse de café ကျတို့ coffee ကွက်လေးကို une tasse de café လို့ခေါ်ပါတယ်အဲ့တော့အဲ့မှာ il y a une tasse de café ကျတို့ coffee ကွက်ရှိတယ်ဒါပေမဲ့သူရှာနေတဲ့ mais il n'y a pas de clé သူရှာနေတဲ့တော့မရှိဘူးအဲ့တော့ elle l'ouvre le tiroir အဲ့တော့ le tiroir ကဒီကျတို့ဒီမှာအန်ဆွဲလေးကိုပြောတာ le tiroir တန်ထွက်လေးရ le tiroir အဲ့တော့ elle l'ouvre ဆိုတော့သူမဖွင့်လိုက်တယ်အန်ဆွဲလေးကိုသူဖွင့်လိုက်တယ်အန်ဆွဲမှာလည်းဘာပဲရှိလဲဆိုတော့ seulement des cuillères et des fourchettes alors des cuillères ဒါလေးကအတန်ထွက်လေးက des cuillères et des fourchettes alors cuillère ကကြတော့ chero spoon ဇွန်းလေးတွေကိုပြောတာ fourchette ကကြတော့ chero ဒါ fork ခရင်းလေးတွေကိုပြောတာပေါ့နော်အဲ့တော့ des cuillères des fourchettes ရမယ်နော်ဇွန်းနဲ့ခရင်းနဲ့ဒီမှာကိုကတိသွားပြီ des cuillères
des fourchettes alors un n'est peut-être dans la chambre သူအမှပြန်ပြီးတော့ဒါဆိုရင် maybe ဒါ bedroom အဲ့ခန်းထဲမှာရှိလောက်တယ် dans la chambre အဲ့ခန်းထဲကိုသူကနောက်ပြီးရင်သူသွားကြည့်မှာပေါ့နော်အဲ့တော့ဒီမှာကျတို့ dans la cuisine လေးထဲမှာကိုအတန်ထွက်ထက်သိကျင်တဲ့စကားလုံးလေးတွေနားမလည်ရလေးရှိရဆိုရင်ခြေကိုပြန်ပြီးပါအဲ့တော့မိကုံးလေးဖြေဖို့အတွက်ဒီချက်အချိန်လေးပေးမယ်နော်โอเคဒီလောက်ဆိုရင်ရလောက်ပြီထင်တယ်ကျတို့မိကုံးလေးတွေဖြည့်ကြည့်ရအောင် alors numéro 1 numéro 1မှာဆိုရင်ကျတို့ où est Marie maintenant အဲ့တော့ Marie ကအခုဘယ်နေရာမှာလဲတဲ့ dans la cuisine dans le salon dans la salle de bain Dans la cuisine. Dans la cuisine. oui dans la cuisine เนาะမိဖို့ကြောင့်လေးမှာရှိပါတယ်တဲ့အဲ့တော့ le salon ကခုနကတည်ပြီးသွားရင်เนาะကျတို့ living room နောက် la salle de bain ကကျတို့ရေးချိုးခဲ့အောင်ပြောတာဟိုနံပါတ်2က où Marie regarde dans la cuisine အဲ့တော့ cuisine ထဲမှာ Marie ကဘယ်နေရာကိုသူကြည့်လိုက်လဲတဲ့ sur le comptoir sur le comptoir ကျတို့စင်ပေါ်ကိုကြည့်လိုက်တယ်နောက် sous la table under the table စပွဲကုံအောက်ကိုကြည့်လိုက်တယ်နောက် sur le lit အဲ့တော့ဒီမှာဒါလေးကအစ်စ်ကလေး le lit ကကြတော့ဒီချာတို့အဲ့ရကတိန်ကိုပြောတာအဲ့တော့ကတိန်ပေါ်ကိုကြည့်လိုက်တယ်အဲ့ရပေါ်ကိုကြည့်လိုက်ပါတယ်တဲ့ဒါဆိုရင်သူဒီမှာ cuisine ထဲမှာဘယ်နေရာကိုကြည့်လိုက်တာလဲပထမဆုံး Sur le comptoir. Sur le comptoir. Oui, le comptoir. Très bien. OK. Now, qu'est-ce qu'il y a sur le comptoir? Alors, comptoir, c'est les bords. Qu'est-ce qu'il y a sur la carte? Pas si là, les loups, alors, une assiette. Dalia, attends-toi, une assiette. Alors, tu sais, tu mets ça et pas qu'un bureau. Une assiette. Now, une tasse de café. Une tasse de café. Coffee quoi que bureau. Now, un téléphone. Taro téléphone, no? Un téléphone. Alors, da, trong đó thì là TV da, trong đó tụi mình là tiền bù da, rồi TV da, no? Chứ rồi biết đến mà cả nào nè cả. Chân đài khỏe đài, rồi yungဆိုတာကဒါfeminine ပေါ့ဟိုအမနံလေးပေါ့အမနံလေးကျတော့အန်ကကြတော့ဒါအထီးနံကိုပြောတဲ့ article လေးတွေအဲ့ဒါမသိရဲ့အကြောင်းသားတွေလည်းပါတော့လေအဲ့တော့ une assiette une tasse de café un téléphone အဲ့တော့ဒီမှာကျတော့ပထမဆုံးသူစင်ပေါ်မှာသူဘာကိုတွေ့လိုက်လဲစင်ပေါ်မှာဘာရှိလဲ Une tasse de Une café. tasse de café. oui une tasse de café ah ok Leo အဲ့ဆိုရင်ကျတို့ Numeho card လေးကိုဆက်ပြီးတော့သွားလိုက်မယ်နော် Une tasse de café ဖြေရမှန်ပါတယ်အဲ့တော့ card က qu'est-ce que Marie ouvre အဲ့တော့ Marie က ouvre ကျခုနပြောလိုက်တဲ့ဒါ ouvre ရဲ့အဓိပ္ပာယ်လေးက To open. oui to open Wait. ဟုတ်ပါတယ်ဖွင့်တာပါအဲ့တော့ဖွင့်လိုက်တယ်ဘာကိုဖွင့်လိုက်တာလဲတဲ့အဲ့တော့ la porte တကားကိုဖွင့်တာလားနောက် le tiroir အန်ဆွဲကိုဖွင့်တာလား le placard အဲ့တော့ placard ဒီနေရာမှာဒါလေးက placard စကားလုံးအသစ်ကလေးကျ
ကျတို့ဒါဟို B-roll ကိုပြောတာ close up ပေါ့နော် le plaque ဆိုတော့သူဘာလေးကိုဖွင့်လိုက်တာလဲ 计划计划 oui le 计划အန်ဆွဲလေးကိုသူဖွင့်လိုက်တာ okay ဒါနောက်ဆုံးမေးခွန်းတစ်ခုပဲကျန်တော့တယ်အဲ့တော့ qu'est-ce qu'il y a တဲ့ dans le 计划ကျတော့အန်ဆွဲလေးရဲ့မှာဘာရှိလဲပေါ့အဲ့တော့ des cuillères et des fourchettes now des clés des lunettes အဲ့တော့ des cuillères et des fourchettes ကဒီကျတော့zone နဲ့ခက်ရင်းနဲ့ကိုပြောတာ des clés ကကြတော့ now des lunettes ကကြတော့ဒါမျက်မှန်ပေါ့နော်ဆိုတော့ကျတော့အဲ့ answer လေးရဲ့မှာဘာရှိလဲ des cuillères et des fourchettes des cuillères et des fourchettes oui des cuillères et des fourchettes très bien okay နောက်ဆိုရင်ဒီမှာကျတော့အများကြီးတည်သွားမယ်လို့ထင်တယ်မှတ်မိအဓိကတော့အများကြီးတည်တာထက်ကိုပို့ပြီးတော့မှတ်မိသွားတဲ့စကားလုံးလေးအများကြီးရှိမယ်။ဒါဆိုရင် la cuisine ခဏပါတယ်။နောက်une tasse de café ဒါတွေပါမယ်။နောက် des cuillères et fourchettes des fourchettes zone နေခရင်နေဒါလေးတွေပါမယ်။နောက်အတစ်ကကြတော့ကျတို့တော်ရုံတန်ရုံတိတ်ပြီးတော့စောက်တွေထဲမှာတိတ်ပြီးမပါတာက le comptoir နောက် le tiroirဒါလေးတွေကတိတ်ပြီးတော့ zero စောက်ထဲမှာတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့ဒါလေးတွေလည်းတည်သွားမယ်လို့ထင်ပါတယ်ဆိုတော့ဒီအထိအကုန်လုံးရမယ်နော်သိချင်တာလေးရှင်ဒီချက်ကိုပြန်မေးပါအဲ့ဆိုရင်နောက်ပြီးတော့ဒေါ်လာရှုံကိုဒီချက် A ပြေးကဆက်ပြီးတော့ရှင်းပြပေးပါလိမ့်မယ်နော်အဲ့ပြီးတော့ရင်ကျတို့ game လေးလည်းစောဦးမှာဆိုတော့ဒါစာလေးတေချာလေးဖတ်သွားပါမယ်နော်အဲ့ဒီတည်းကအကြောင်းအရာတွေကိုပဲကျတို့ game လေးစီစဉ်ထားပါတယ်ဒီချက် A ပြေးစလို့ရပါပြီနော်Second share မယ်နော်ရှင်းစခရလေး share ပေးမယ်နော်ခဏလေးနော်Bonsoir à tous ဒီချက်ကတော့ဒီချက် AP ပါဒီ YFD ရဲ့ junior ချက်ဖြစ်ပါတယ်ဆိုတော့ရှေ့မှာဒီချက်တို့ကဒါဒီချက် email ကဒီ story လေးပြောပြီးသွားပြီဆိုတော့ဆက်ပြီးဒီချက်ပြောပြပေးမယ်နော်ဆိုတော့အခုဒီချက် share ထားတဲ့ second လေးအကုန်မြင်ရလားဟုတ်မြင်ရပါတယ် ဟုတ်မြင်ရပါတယ် Okay ဒါဆိုရင်ချက်ဥစားမယ်နော်dans la chambre ဒီပုံလေးကြည့်ပြီးတော့ဒါဘယ်ထဲမှာလို့ထင်လဲခန့်မှန်းပြီးတော့ dans la chambre ရဲ့အတိတ်ပဲလေးခန့်မှန်းကြည့်အောင် bedroom နဲ့မှာ အိတ်ခမ်း ဟုတ်တယ် bedroom နော်အိတ်ခန်းထဲမှာ dans la chambre in the bedroom လို့ပြောတာပဲ la chambre ဆိုတဲ့စကားလုံးလေးမှတ်ထားမယ်နော်ဆိုတော့ဒီမှာ Marie entre dans la chambre Marie က entre ဆိုတာကဝင်တာပေါ့နော် Marie entre dans la chambre သူအခန်းထဲကိုဝင်တယ် Elle regarde sur le lit Elleသူမက regarde ကြည့်ရ sur ဆိုတာခုနကတော့လည်းတွေ့ရဟုတ်sur la table ဆိုပြီးတော့လည်းတွေ့ခဲ့ဘူးလေနော်ဆိုတော့ဒီမှာ sur le lit ဆိုတာကကြတော့ဒီအိပ်ယာပေါ်ပေါ့နော် on the bed လို့ပြောချင်တာပဲနော်ဆိုတော့သူမကအိပ်ယာပေါ်မှာကြည့်ရသူခန်းထဲကိုဝင်လာတယ်အိပ်ခန်းထဲကိုဝင်လာတယ် Elle regarde sur le lit ပထမဆုံးလုပ်တဲ့အရာကဘာလဲဆိုတော့ဒီအိပ်ယာပေါ်မှာသူရှာကြည့်ရပေါ့နော် rien R-E-E-N
can ဆိုတာကnothing ပေါ့နော်သူဘာမှမတွေ့ဘူးဒီအိယာပေါ်မှာဆိုလို့ရှိရင်ဒီမှာသူရှာကြည့်လိုက်တဲ့အခါမှာ can သူဘာမှမတွေ့ဘူးနော် elle regarde ထပ်ပြီးတော့ကြည့်ရ sur la table de nuit sur la table de nuit ဆိုတာနောက်တစ်နေ့hello ညီမလေးဟိုလိုက်မက only က only ပေါ့နော်ဆို telephone ကတယ်လီဖုန်းပဲခုနကတော့လည်းဒီချက် email ပြောတော့ပါတယ်နော်တယ်လီဖုန်းဆိုတော့သူရှာနေရကတော့ကလေးကိုရှာနေတာဟုတ်ဒါပေမဲ့သူရှာအခုဒီ sur la table de nuit မှာသူတွေ့တာပါလေ seulement son téléphone သူရဲ့ဖုန်းပဲသူတွေ့တယ်ပေါ့နော်ဆိုတော့ seulement son téléphone ဆိုတာကဒီမှာ seulement က only နော်ဒါမှမဟုတ် just ပေါ့နော်သူဖုန်းပဲသူတွေ့ရယ်aprèsက don son sac ထပ်ပြီးတော့သူနောက်ထပ်တစ်နေရာရှာတယ်ဒါဆိုရင်အခန်းထဲမှာသူရှာ3နေရာရှိသွားတယ်aprèsက don son sac sac ဆိုတာလေခုနကတော့တွေ့ရဒီချက်လည်းပြောသွားတယ်နော်သူရဲ့အိတ်ထဲကိုသူကြည့်ရပေါ့နော်ဆိုတော့ aprèsက don son sac သူရဲ့အိတ်ထဲကိုသူရှာကြည့်တယ် toujours pas de clé toujours ဆိုတဲ့အဓိပ္ပာယ်လေးကဒါevery day ဒါမှမဟုတ် always အနေနဲ့လည်းဘာသာပြန်လို့ရတယ်ပေါ့နော် pas de clé ဆိုတော့ pas ဆိုတဲ့စကားလုံးကြီးကအငင်းဆိုတော့ pas de clé ဆိုတော့သူတော့မတွေ့ဘူးလို့ပြောချင်တာပဲ toujours pas de clé အမြဲတမ်းတော့မရှိဘူးတော့ကိုမတွေ့နေဘူးเนาะဆိုတော့သူ့အိတ်ထဲမှာသူရှာကြည့်တယ်toujours pas de clé အမြဲတမ်းဒီတော့မရှိနေပြန်ဘူးเนาะဆိုတော့သူရှာတာက2နေရာ3နေရာရှိသွားပြီ elle regarde sur le lit အေးပါရှာတယ် elle regarde sur la table de nuit နောက်တစ်ခုက elle regarde dans son sac เนาะသူရဲ့အိတ်ထဲကိုရှာကြည့်တယ် toujours pas de clé တနေရာမှာသူမတွေ့ပြန်အဲ့မှာMarie commence à être un peu stressée. Commence à être un peu stressée ဆိုတာက stressé ဆိုတာလေးကဒါဟိုအင်္ဂလိပ်စကားလုံးလေးနဲ့ခန့်မှန်းကြည့်လိုက်လို့ရတယ် stress ကိုပြောတာပဲစိတ်ဖိစီးမှုများလာပြီသူစပြီးတော့စိတ်ရှုပ်လာပြီနော်သူစပြီးတော့စိုးရိမ်ပူပန်လာပြီသူရဲ့တော့မတွေ့ဘူးဆိုတော့သူစိတ်ပူလာပြီဆိုတော့ဒီချက်တို့အစကနေပြန်ပြီးတော့ story လေးကိုချုပ်မယ်ဆိုရင်ဒီမှာ dans la chambre အိတ်ခန်းထဲမှာMarie entre dans la chambre သူအရင်ဦးဆုံးအခန်းထဲကိုဝင်လာတယ် elle regarde sur le lit သူပါလေဂရင်ပေါ်မှာရှာကြည့်လိုက်တယ်နော် sur le lit ဂရင်ပေါ်မှာရှာကြည့်တဲ့အခါမှာ rien ဘာမှမတွေ့ရဘူး nothing elle regarde sur la table de nuit ဒီပါလေအဲ့ရဂရင်ဘေးမှာရှိတဲ့စပွဲသေးလေးပေါ်မှာလည်းသူထပ်ပြီးရှာကြည့်တယ် seulement son téléphone သူရဲ့ဖုန်းကိုပဲသူတွေ့တယ်နောက်ထပ်တစ်နေရာ elle regarde dans son sac သူရဲ့အိတ်ထဲမှာသူရှာကြည့်တယ်toujours pas de clé အမြဲတမ်းတော့မရှိဘူးသူရဲ့အိတ်ထဲမှာဘယ်တော့အမြဲတမ်းပေါ့နော်အမြဲတမ်းညီပါတော့မရှိဘူးတော့မတွေ့ဘူး Marie commence à être un peu stressée သူစပြီးတော့စိုးရိမ်ပူပန်လာပြီ Okay ဆိုတော့ဒါဒီထဲမှာအဓိကမှတ်ရမယ့် vocab လေးဆိုရင် la chambre ဆိုတာလေးမှတ်မယ် la chambre ဒါဆိုရင် bedroom အိတ်ခန်းပေါ့နော်နောက်တစ်ခုကဒီမှာ sur le lit ဆိုတာလေးမှတ်မယ် la chambre le lit rien ဆိုတာလေးက nothing လို့ပြောတာနော်ဆိုတော့ဒီထဲမှာပါတဲ့ vocab မှာ la chambre le lit နောက်ခုla table de nuit la table ဆိုတာလေးကတိထားပြီးသားနောက်ကနေ la table de nuit ဆိုတာလေးထည့်လိုက်အောင်မယ်ပြီးရင် téléphone နောက်တစ်ခုက son sac ဆိုတာသူရဲ့ဒီအိတ်ကလေးကိုပြောတာနော် sac နောက်ကကလေးဆိုတာလေးကဒါခဏခဏတစ်ချက်တော့တွေ့ထားပြီးသားနောက်ဆုံးတစ်ခုက un peu stressé ဆိုတာလည်းခံမှန်းလို့ရတယ်နော်ဆိုတော့အဓိက vocab လေးတွေပြန်ကြည့်နော်နားမလည်တဲ့စကားလုံးရှည်တစ်ချက်ကိုမေးလို့ရတယ်နော်2 မိနစ်လောက်ဖတ်ကြည့်ပါโอเคဒါလေးဘယ်သူဖတ်ကြည့်မလဲဒီစာပိုက်လေးပေါ့နော်ဒီစာမျက်နှာလေးကို dans la chambre ဆိုပြီးတော့
တရားလောက်ဖတ်ပြပါအောင်Okay. Shipra essay. Oh, okay, Mabel. Hello, Yana. Dans la chambre. Marie entre dans la chambre. Elle regarde sur le lit. Rien. Elle regarde sur la table de nuit. Soumont son téléphone. Elle regarde dans son sac. Toujours pas de clé. Marie commence à être un peu stressée. Ah, très bien, non? ရန်တော်ရဲ့ un peu stressé très bien ဆိုတော့တငယ်ချင်းဖတ်သွားတာအရင်အတွက်လေးလဲမှန်တယ်နော်ဆိုတော့အဓိက pocket လေးတွေပဲမှတ်မယ်နော် la chambre le lit အကုန်လုံးမမှတ်နိုင်ဘူးဆိုရင်တော့ la chambre bedroom le lit bed အိယာla table de nuit sac téléphone ဒါလေးတွေပဲနော်ဆိုတော့ဒီချေတို့မိကွန်းလေးတွေဖြည့်ကြည့်ရအောင်ဒီခန်းနဲ့ပတ်သက်ပြီးတော့ပထမဆုံးအနေနဲ့တွန်းလာရှွန့်ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ပထမဆုံးမိကွန်းလေးတစ်ချက်ဖတ်ပြပေးမယ် Où est Marie maintenant Où est Marie maintenant maintenant ဆိုတာကခုနကလည်းပြောနော် noun အခု Marie ကဘယ်နေရာမှာလဲတွန်းလာ cuisine က kitchen ပေါ့နော် kitchen ထမင်းစားခန်းထဲမှာလားမိဖို့ကြောင်မှာလားပေါ့နော် sorry မိဖို့ကြောင်မှာလားတွန်းလာ cuisine တွန်းလာ chambre ကခုနကတခြားတို့ပြောတဲ့အိတ်ခန်းပေါ့နော်အိတ်ခန်းထဲမှာလား တွန်းလို့ salon ကခုနတခြား email ပြောသွားတယ်ဗါလဲ living room အဲ့ခန်းထဲမှာလားအခုတခြားတို့ပြောနေတဲ့ခေါင်းစဉ်ရဲ့အောက်မှာကျတော့အဖြေကဘာဖြစ်လောက်မလဲ Dans la chambre. ဟုတ်တယ် dans la chambre Dans la chambre. dans la chambre ဟုတ်တယ်လူတိုင်းဖြေလို့ရနော် dans la cuisine ဒါကဗါလဲ kitchen ထဲမှာ dans la chambre bedroom ထဲမှာနောက်ဆုံးတစ်ခုက dans le salon living room ထဲမှာအဖြေမှန်ကခြေတို့ကဒီမှာ dans la chambre ဖြစ်မယ်နော် dans la chambre okay ဆိုတော့ numéro 2မှာကြတော့ où Marie regarde en premier ဒီမှာ regarde ဆိုတာတွေကခုနကတော့သိရနော်ကြည့်ရရှာရပေါ့နော်ဥခွက်ကသူဘယ်နေရာကိုကြည့်လဲ en premier ဆိုတာလေးကကျတော့ first ကိုပြောချင်တာပထမဆုံးသူဘယ်နေရာမှာရှာလဲအဲ့ခန်းနဲ့သူဝင်လာတဲ့အခါမှာပထမဆုံးသူဘယ်နေရာမှာရှာလဲ sur le lit အဲ့ရပေါ်မှာလား sur la table ဆိုတာကကျတော့ဒီနေရာမှာစပွဲရဲ့အောက်ကိုပြောချင်တာနော်စပွဲအောက်ဒါက sur မဟုတ်နော်ဒီ sur ဆိုတာလေးကကျတော့ under the table စပွဲအောက်မှာလားနောက်တစ်ခုက sur le canapé ဆိုတာကဗါလဲ sofa ပေါ်မှာလားဆိုတော့အိတ်ခန်းထဲမှာသူကဘယ်နေရာမှာပထမဆုံးရှာလိုက်လဲ Sur le lit. Sur le lit. Okay ဟုတ်တယ်အဖြေမှန်က sur le lit နော် sur le lit ဖြစ်သွားမယ်ဆိုရင်အတိပတ်မှာနော်Qu'est-ce qu'il y a sur la table de nuit Qu'est-ce qu'il y a sur la table de nuit ဒီမေကွန်လေးရဲ့ဘာသာကိုပြန်ရမယ်ဆိုလို့ရှိရင်ဘာသာပြန်ရမယ်ဆိုရင်sur la table de nuit ဆိုတာကချဲပါလေဒီစပွဲသေးလေးဟုတ်အဲ့ပေါ်မှာကျတော့ဘာတွေ့လဲဘာရှိလဲပေါ့နော်အဲ့မှာ तू ပြောသွားတယ်တခုခု तू ပြောသွားတယ်နောက်တစ်ခုခုဆိုတော့စိတ်ကလေးသူ့ရဲ့တော့တွေကို तू ပြန်တွေ့တာလားဒါမှမဟုတ်ရင် son téléphone သူ့ရဲ့ဖုန်းလားပြီးရင်နောက်တစ်ခုက une tasse de café tasse de café ဆိုတာက a cup of coffee လို့ပြောချင်တာပဲ coffee တစ်ခွက်လား la table de nuit မှာခုနတခြားတို့ဖတ်သွားတော့ကဘာလေးတွေ့လဲစိတ်ကလေးလား son téléphone လား une tasse de café လား Son téléphone. Son téléphone. son téléphone seulement son téléphone လို့ပြောသွားရနော်ဆိုတော့ la table de nuit မှာတခြားတို့တွေ့တာကson téléphone ဖြစ်မယ်အဖြေမှန်နောက်တစ်ခုက 4 numéro 4မှာကျတော့ où Marie regarde ensuite ensuite ဆိုတာကဗါလဲထပ်ပြီးတော့နောက်ထပ်ပေါ့နော် où Marie သူကနောက်ထပ်ဘယ်နေရာကိုကြည့်သေးလဲသူဒီမှာရှာသွားတာက sur le lit ဗါလဲအဲ့ရပေါ်မှာကြည့်ရဲပြီးရင်sur la table de nuit ပေါ်မှာကြည့်ရဲနောက်ထပ်တစ်ခုကဘာဖြစ်လောက်မလဲ dans le tiroir ဆိုတာကအန်ဆွဲပေါ့နော်ဒီ video တွေစပွဲတွေမှာပါတဲ့အန်ဆွဲ dans le tiroir လား dans son sac သူငါရဲ့အိတ်ထဲမှာလား sur
l'étagère sur l'étagère ဆိုတာကစင်ကိုပြောတာသူကတော့ဘာသာတွေတော့အမျိုးမျိုးပြန်လို့ရမယ်စာအုပ်တွေတင်ထားရင်တော့ဒါစာအုပ်စင်ပေါ့ဥပမာမိဖို့ချောင်းတွေဘာတွေမှာပစ္စည်းတွေတင်ထားရင်တော့လေဒါပကံတွေခွက်တွေထားတဲ့အဲ့လိုစင်ပေါ့နော်သူ့ကိုဘာသာပြန်မယ်ဆိုရင် sur l'étagère ကစင်လို့ပဲဘာသာပြန်လိုက်မယ်နော်ဆိုတော့ဒီမှာတီခွာ s ဆွဲထဲမှာလားဒါမှမဟုတ်8ထဲမှာလားဒီစင်ပေါ်မှာလားဘယ်ဟာဖြစ်မလဲဖြေမယ် Dans ce sac. dans son sac dans son sac ဒါဆိုရင် sac ကိုသွားလိုက်မယ်နော် Okay sac ကကြတော့ comment Marie se sent maintenant Marie က se sent ဆိုတဲ့အဓိပ္ပာယ်လေးကကြတော့ feel နဲ့တူတယ်သူအခုဘယ်လိုခံစားနေရလဲပေါ့နော်သူရဲ့စိတ်အခြေအနေကဘယ်လိုမျိုးလဲစိတ်အခြေအနေကဒီမှာဆိုရင် heureuse ဆိုတာလေးကပျော်တာသူမပျော်နေလား stress ဆိုတာခုနကဒီချက်တွေ့ခဲ့ရနော်စိတ်ဖိစီးfatigue ဆိုတာလေးကကြတော့တိုင်ရပင်ပန်းနေလားသူဘယ်လိုခံစားနေရလဲသူရဲ့တော့သူနေရာနဲ့ရှာပြီးနေပြီဆိုတော့ဘယ်လိုခံစားရလဲ Stressé. stress ဖြစ်မယ်နော်ဒါဆိုရင်အဖြေမှန်က stress ဖြစ်မယ် okay ဒါဆိုရင်ဒီမေးခွန်းလေးမှာနားမလည်တာရှိလားမေးချင်တာရှိလား okay မရှိဘူးဆိုရင်ဒီချက်နောက် page တစ်ခုဆက်သွားမယ်နော်နောက် page မှာကျတော့ခြေဝါဒီမှာ dans la salle de bain ဆိုတာကရေချိုးခန်းကိုပြောချင်တာ bathroom နော်ရေချိုးခန်းထဲမှာသူထပ်ပြီးတော့ရှာတယ်နောက်ထပ်တစ်နေရာ Marie va dans la salle de bain ရေချိုးခန်းထဲမှာရှာတယ်ရေချိုးခန်းထဲကိုသွားတယ်ပေါ့နော် the verb ဆိုတာလေးကကျတော့ရေချိုးခန်းထဲကိုသွားတယ်elle regarde သူကကြည့်တယ် près du lavabo ဆိုတာက basin ကိုပြောတာနော် basin သူက basin ရဲ့အနီးတစ်ဝိုက်ကိုသူရှာကြည့်တယ်ပေါ့နော် près du ဆိုတာက near နော် elle regarde près du lavabo basin ရဲ့အနီးတစ်ဝိုက်ကိုသူရှာကြည့်တယ်ပြီးရင်နောက်ထပ်တစ်ခုက elle regarde sur l'étagère ဒီရဲ့စင်ပေါ့နော်ဒီမှာဆိုရင်စင် elle regarde sur l'étagère နောက်တော့သူစင်ပေါ်မှာလည်းရှာကြည့်တယ် basin နီးတစ်ဝိုက်မှာလည်းသူရှာကြည့်တယ် rien ဘာမှမတွေ့ဘူးဒီမှာလည်း nothing သူဘာမှမတွေ့ဘူး c'est impossible impossible ဆိုတာအင်္ဂလိပ်နဲ့တူမယ်impossible ကိုပြောတာပဲနော်ဆိုတော့ဒါမဖြစ်နိုင်ဘူး c'est impossible ဒါမဖြစ်နိုင်ဘူး où sont mes clés ဒါသူပြန်ပြောနေရလို့ c'est impossible où sont mes clés ငါရဲ့တော့တွေဘယ်နေရာမှာလဲဘယ်ရောက်နေလဲလို့ပြောချင်တာပဲ où ဆိုတာက where နော် où sont mes clés ဆိုတော့ဒီထဲမှာဒီချက်တို့အဓိကမှတ်ရမယ့် vocab ဆိုရင် dans la salle de bain ဆိုတာလေးမှတ်မယ်ရေချိုးခန်း salle de bain now lavabo ဆိုတာလေး basin lavabo ပြီး sur l'étagère ဆိုတာကစင်နော် l'étagère ဒါလေးပဲ c'est impossible မဖြစ်နိုင်ဘူး où sont mes clés okay ဆိုတော့ဒါလေးကိုခဏပြန်ဖတ်ကြည့်နော် okay ကျောင်းသားတွေထဲမှာဘယ်သူဖတ်ကြည့်မလဲဒါလေးတူလေးပဲတရားလောက်ဖတ်ကြည့်ရအောင်ဒါလေးဘယ်သူဖတ်နိုင်လဲဖတ်တတ်လဲ Petit ménage. okay ဖတ်ကြည့်ပါရှင် Dans la salle de bain, Marie va dans la salle de bain. Elle regarde près du lavabo. Elle regarde sur l'étagère. Rien, c'est impossible. Où sont mes clés? où sont mes clés très bien နော် dans la salle de bain ဖြစ်မယ်နော် okay ဒါဆိုရင်တစ်ချက်လောက်မှတ်ကြည့်နော်ဒီထဲမှာပါတဲ့အကြောင်းအရာကပထမဆုံးရေချိုးခန်းနဲ့လာတယ်ပြီးရင်သူပေးစင်နာမှာရှာတယ်လာဘဘူနာရှာတယ်စင်ပေါ်မှာရှာတယ်လုံးဝမတွေ့ဆိုတော့သူရှာဒီမှာ2နေရာပဲရှိမယ်နော်တို့မေးခွန်းလေးဖြေကြည့်မယ် okay ဆိုတော့ဒီမှာ où sont où est Marie maintenant Marie ကအခုဘယ်မှာလဲ dans la chambre အခန်းထဲမှာလား dans la salle de bain ရေချိုးခန်းထဲမှာလား dans la cuisine kitchen မိဖို့ကြောင့်မှာလားဘာဖြစ်မလဲအဖြေမှန်က Salle de bain. dans la salle de bain ဟုတ်တယ် dans la salle de bain ဖြစ်မယ်နော်
နောက် numéro 2က où Marie regarde dans la salle de bain ဒီရေထိုးခန်းနဲ့သူရောက်သွားပြီဝင်သွားပြီသူဘာဘယ်မှာရှာလဲ près du lavabo lavabo အနီးတစ်ဝိုက် basin အနီးတစ်ဝိုက်မှာရှာတာလား sous l'étagère စင်ပေါ်မှာရှာတာလားပြီး sous le lit sous le lit ဆိုတာအဲ့ရကရင်ရဲ့အောက်မှာရှာတာလား salle de bain မှာဆိုသူဘယ်နေရာမှာရှာလဲ Près du lavabo. Près du lavabo. près du lavabo လဲဟုတ်တယ် sous l'étagère လဲဟုတ်မယ်နော်နှစ်နေရာလုံးရှာတယ်ဟုတ်ဒါဆိုလို့ရှိရင်အဖေကနှစ်ခုဖြစ်မယ်နော်ဒါဒီຢာလေးမှာဆို près du lavabo မှာလဲသူအနီးတစ်ဝိုက်မှာလဲရှာတယ် sous l'étagère မှာလဲရှာမယ်ဒီညမှာဆိုရင် numéro 2ကအဖေကနှစ်ခုဖြစ်သွားမယ်နောက် numéro 3ကကြတော့ petit Marie Marie ကဘာပြောလိုက်တာလဲသူကသူပေါ့နော်ဘာတွေပြောနေရလဲpetit Marie သူဘာပြောလိုက်တာလဲဆိုတော့အာမာက où est mon sac ငါရဲ့အိတ်ကဘယ်မှာလဲသူအဲ့လိုစကားပြောလိုက်တာ où est mon sac ဒါမှမဟုတ်ရင်ဘေးမှာ c'est impossible où sont mes clés ဒါမဖြစ်နိုင်ဘူးငါရဲ့တော့တွေဘယ်မှာလဲလို့သူပြောနေရတယ်သူကိုသူပေါ့နော်ပြီးတော့ C မှာကျတော့ ye trouvé mes clés trouvé ဆိုတာကသူ့ရဲ့တော့တွေကိုသူရှာတွေ့ပြီလို့ပြောတာလားဒီ page မှာဆိုဒီချေတို့ဘယ်စကားလေးတွေ့လိုက်လဲ C'est impossible. C'est Où sont mes impossible. clés? Où sont mes clés? très bien ဆိုတော့ B ဖြစ်မှာပေါ့နော်အဖြစ်မှန် c'est impossible où sont mes clés ငါရဲ့တော့တွေဘယ်မှာလဲလို့သူပြောလိုက်တယ်နော်သူဘာသာသူ okay ဆိုတော့ဒါလေးနားလည်မယ်နော် okay နောက်ဆုံးချေတို့ဒါနောက်ဆုံးအခန်းကိုရောက်လာပြီနောက်ဆုံးအခန်းမှာကြာသူကဒီမှာဘယ်ကိုပြန်သွားရှာမလဲဆိုတော့ près de la porte porte ဆိုတာက door ကိုပြောရပဲတကားမကြီးပေါ့နော်သူရဲ့အဝင်ပေါက်ဒီတကားမကြီးမှာသူပြန်ပြီးတော့ près de ဆိုတာ near တကားနားမှာသူပြန်လာပြီးတော့ရှာတော့မှာနော်ဆိုတော့ဒီမှာဆိုရင် Marie retour à l'entrée Marie ကဒီမှာပြန်လာတယ် à l'entrée ဆိုတာကဝင်ပေါက် la porte ဆိုတာက door တကားမကြီး l'entrée ဆိုတာဝင်ပေါက်နော်ဝင်ပေါက်နောက်သူပြန်လာတယ် et là အဲ့ဒီမှာ et là sur le mur près de la porte près de la porte တကားအနီးမှာရှိတဲ့ sur le mur mur ဆိုတာကတချို့တို့ပြိဘောကပစ္စည်းပေါ့နော်ဒါပေမဲ့ဒီနေရာလေးမှာတော့ဒီမှာဘာသာပြန်ကြည့်မယ်ဆိုရင် sur le mur ကို table လို့ပဲဘာသာပြန်ကြည့်လိုက်မယ်နော်ဆိုတော့တကားအနီးမှာရှိရဲ့ဒီမှာဒီနေရာပေါ့နော်နေရာလေးမှာသူတွေ့တယ်elle voit quelque chose ဆိုတာက something voir ဆိုတာက see သူတခုခုကိုမြင်လိုက်ပြီ sur le mur près de la porte တကားအနီးကဒီနေရာလေးပြိဘောကပစ္စည်းမှာသူတခုခုစလုံးတခုကိုသူမြင်လိုက်ပြီ ah mes clés ငါတော့တွေပဲ ah mes clés နော် elles sont à côté de ces lunettes ဆိုတာခုနဒီချက်လဲပြောနော် lunettes ဗာလဲမျက်မှန်သူရဲ့မျက်မှန်နေအနီးမှာ elles sont ဆိုတာဒီနေရာမှာ clay ကိုပြောချင်တာသူရဲ့မျက်မှန်နေအနီးမှာသူဒီဗာလဲတော့တွေကိုပြန်တွေ့ပြီ Marie သူရည်နေတယ်အခုမှပဲသူ့ရဲ့တော့တွေပြန်တွေ့ပြီဆိုတော့သူရည်နိုင်သွားပြီ Marie je suis vraiment distrait ce matin vraiment distrait ce matin ဆိုတာက this morning ငါဒီနေ့မနက်တော်တော်ကိုစိတ်လေနေတယ်ဘယ်လိုပြောမလဲစိတ်နဲ့လူနဲ့မကပ်ဘူးပေါ့နော်ငါအကုန်လုံးမေ့နေတယ်ဆိုတာသူ့ကိုယ်သူလေးသူပြန်ပြောလိုက်တဲ့သဘောပဲနော်ဆိုတော့ဒါလေးကိုပြန်ပြောရမယ်ဆိုရင် près de la porte တကားမကြီးရဲ့အနီးမှာ Marie retour à l'entrée ဒီသူအဝင်ပေါက်နားကိုသူပြန်လာတယ် et là အဲ့ဒီမှာ sur le mur près de la porte တကားနားမှာရှိတဲ့ဒီစပွဲပေါ့နော်ဒီနားလေးမှာ elle voit quelque chose သူတခုခုကိုတွေးလိုက်ပြီ ah mes clés ငါရဲ့တော့တွေပဲ elles sont à côté de ces lunettes ဒီမျက်မှန်သူ့ရဲ့တော့တွေကဒီသူမရဲ့ဒီမျက်မှန်ထားတဲ့နားလေးမှာ Marie သူရည်နေတယ်ပြုံးနိုင်သွားပြီ je suis vraiment distrait ce matin ဒါလေးရတာသူ့ကိုယ်သူလေးပြန်ပြောပါဘောနော်ငါဒီမနေ့စိတ်နဲ့လူနဲ့တောင်မကပ်ဘူးစိတ်လေနေတာပဲမေ့တတ်နေရပဲဆိုပြီးတော့ဘာသာပြန်လိုက်နော် okay တော့ဒီမှာအဓိကစကားလုံးလေးတွေက la porte l'entrée mes clés ဆိုတာဒါသိပြီဒါခဏခဏတွေ့တယ် c'est lunettes မျက်မှန်ဒါလေးပဲအဓိကဒီထဲမှာအရေးကြီးတဲ့ main point လေးတွေ okay ဆိုတော့ဒါလေးဘယ်သူဖတ်မလဲတယောက်လောက်ဖတ်ပါအောင်
တရားလောက်ဖတ်ကြည့်အောင် Okay ဆိုတော့ဒီချက်ခေါ်လိုက်မယ်နော်မိဘဖတ်ကြည့်အောင် Près de la porte, Marie retourne à l'entrée et la sur le meuble près de la porte. Elle voit quelque chose. Ah, mes clés. Elles sont à côté de ses lunettes. Marie rit. Je suis vraiment distraite ce matin. ချွဲပြန် Okay ဆိုတော့ဒီမှာအဓိက focus အကြောင်းအရာလေးတွေမှတ်ရအောင်မယ်နော်သူတကားနာပြန်လာတယ်ဒီနာတစ်ပိုက်သူ့ရဲ့မျက်မှန်ပေးမှသူတော့လေးတွေတွေ့လိုက်ပြီဒါပဲနော်မိကွန်းလေးဖြည့်ကြည့်မယ်ဆိုတော့ဒီမှာoù est Marie maintenant သူမပဲမှာလဲ Marie ပဲမှာလဲအခု dans la cuisine kitchen ထဲမှာလား l'entrée ဝင်ပေါက်မှာလား dans la chambre ဘယ်လိုအိတ်ခန်းထဲမှာလားအဖြေမှန်ကဘာဖြစ်မလဲ A B C À l'entrée. B très bien à l'entrée ပေါ့နော်ဝင်ပေါက်မှာပါက où sont les clés တော့ရဘယ်နားမှာလဲဘယ်နေရာမှာလဲ sur la table စပွဲပေါ်မှာလား sur le meuble près de la porte တကားနားမှာရှိတဲ့ဒီပေါ့နော်ဒီနေရာလေးပေါ့ပြိပကပစ္စည်း meuble ဆိုတာကဒါပေမဲ့ဒီမှာတော့ဒီတကားနားမှာရှိတဲ့စပွဲနားမှာလား dans le salle အိတ်ထဲမှာလားအဖြေမှန်ကဘာဖြစ်မလဲ A B C B. Sur le meuble près de la porte. ဟုတ်တယ်အဖြေမှန်က B sur le meuble près de la porte နောက်troisကà côté de quoi sont les clés တော့တွေက à côté de quoi à côté ဆိုတာကဘေးမှာပေါ့နော်တော့တွေကဘယ်နေရာမှာလဲဘသူရဲ့ဘေးမှာလဲဘယ်ပစ္စည်းရဲ့အနားမှာလဲပေါ့နော်ဒါက c'est lunettes သူ့ရဲ့မျက်မှန်နေနားမှာလား son téléphone သူ့ရဲ့ဖုန်းနားမှာလား son sac သူ့ရဲ့အိတ်နားမှာလားအဖြေမှန်ကဘာဖြစ်မလဲ A B C Ses lunettes. Lunette. Lunette. ဟုတ်တယ်အဖြေမှန်က c'est lunettes à côté de c'est lunettes လို့ပြောသွားတယ်နော်သူ့ရဲ့တော့တွေကဒါဆိုရင်သူမရဲ့မျက်မှန်နားမှာတွေ့လိမ့်မယ်နောက် 4ကcomment se sent Marie အခုဆိုလို့ရှိရင် Marie ဘယ်လိုခံစားရလဲstressé စိတ်ပူပန်နေရစိတ်ဖိစုများနေလား fâché စိတ်တိုနေရလား amusé ပျော်နေရလားသူ့ရဲ့အဖြေမှန်ကဘာဖြစ်မလဲ Amusé. Amusé. ဟုတ်တယ်သူ့ရဲ့တော့တွေတွေ့သွားပြီဆိုတော့ amusé သူပျော်သွားပြီပေါ့နော်free ဆိုပြီးတော့သူကပြောထားတယ်နောက်5က que fait Marie après အဲ့ဒါတွေပြီးရနောက်မှာ Marie ကဘာလုပ်လဲelle s'assoit သူထိုင်နေပေါ့နော် elle s'assoit နောက်တစ်ခု V ကကြောင့် elle ouvre la porte et part au travail သူတကားကိုပိတ်ပြီးတော့ဗာလဲအလုပ်ကိုထွက်သွားတယ် elle retourne dans la cuisine သူ kitchen ထဲကိုပြန်သွားတယ်သူဘာလုပ်မယ်ထင်လဲ A B C မှာ B. Elle ouvre la porte et part au travail. ချွဲပြန်ဆိုတော့သူ့ရဲ့တော့တွေရှာတွေ့ပြီဆိုတော့သူအစကတည်းကသူအလုပ်သွားဖို့ပြင်နေတာဆိုတော့ elle ouvre la porte တကားကိုပိတ်ပြီးတော့ et part au travail အလုပ်ကိုထွက်သွားတော့မှာပေါ့နော်အလုပ်သွားတော့မှာပေါ့ okay c'est la fin de l'histoire ဆိုတော့ချယ်တို့ဒီ story လေးကဒီလောက်နဲ့ပြီးသွားပြီနော် okay ဆိုတော့အခုကဒီချယ်တို့ကgame လေးတွေစောကြည့်မယ်ဒါနဲ့ပတ်သက်တဲ့ vocab လေးတွေနဲ့ပတ်သက်တဲ့ game လေးတွေစောကြည့်မယ်နော်အဲ့ဒါလေးတွေတော့ဒီချယ် email က game လေးတွေစောဖို့ပြောပြလိမ့်မယ်နော် share ပေးလိုက်မယ် okay ချယ်ဒါလေး second off လိုက်မယ်အဲ့တော့ chero game လေးမစောခင်မှာအကြောင်းသားတွေအနေနဲ့ပေါ့နော်ဒီ vocabulary အိမ်နဲ့ပတ်သက်တဲ့ vocabulary လေးတွေတော်တော်များများမှတ်မိသွားမယ်လို့ထင်တယ်ဒါပေမဲ့တချို့တွေအတွက်ကကြတော့အရန်တော့လွယ်နေမယ်လို့ထင်တယ်ဒါပေမဲ့လေ့လာပြီးဒါနည်းနည်းကြားတဲ့သူတွေအတွက်ကကြတော့ဒါဟိုဖြစ်မယ်လို့ထင်တယ်နည်းနည်းပြန်မှတ်မိ
လောက်မယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီထဲမှာကိုအဓိကကိုအုံနောက်ထဲမှာမမရရရှိသွားတဲ့ vocab လေးတွေတစ်ချက်ပြန်ပြီးတော့ပြောကြည့်ကြပါဦး Le comptoir, le comptoir oui tiroir, tiroir oui très bien cuisine, table de noir, de nuit, oui တခြားစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ဟာလေးတွေရော oui ça dépend Dressé. oui stressé rire, oui pardon rire, oui ah oui ok fâché, Fâché. fâché oui très bien ok ဒါပဲလားကျန်တော့ပါလေးရှိသေးလဲ amusé, oui amusé oui amusé, les chambres oui ဟုတ်တယ်เนาะဆိုတော့ဒါလေးအခုဖတ်ကြည့်လိုက်တဲ့ခါကျတော့ပို့ပြီးတော့မှတ်မိသွားတယ်အဲ့တော့ခြေတို့ဒီပို့ပြီးတော့မှတ်မိဖို့အတွက်ကကျတော့နောက် game လေးတွေကစားတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းလုပ်စေချင်တယ်နောက်ပိုင်းကို self study လုပ်တဲ့အခါမှာဒါခြေတို့ဒီအဲ့လိုမျိုး quiz လေးတွေဝင်ပြီးတော့ကစားခြင်းကဒါကိုယ့်အတွက်memory ဖြစ်စေတယ်ပေါ့နော်အခုခြေတို့အဲ့ဒါလေးအရင်အကြာကြီးမဟုတ်ပါဘူးခြေတို့9မိနစ်လောက်ပဲ quiz လေးဖြည့်ကြည့်မယ်နော်ဆိုတော့ teacher link လေးချပေးထားပါတယ်ရှင်ပြီးတော့ screen လေး share ပေးပါမယ်အဲ့ဒါလေးတစ်ချက်ဝင်ပြီးတော့ခြေတို့try ကြည့်အောင်နော်ခြေဝါလေး share လိုက်ပါမယ်ရှင် screen လေး share လိုက်ပါမယ် Oui, Emma ရောက်ပြီ so ရောက်ပြီ အဲ့တော့အရင်အကြာကြီးရောမဟုတ်ပါဘူးเนาะကျတို့ခဏလေးပါပဲ9မိနစ်လောက်ပါပဲအဲ့တော့စူရောက်ပြီအဲ့တော့ Mabel နဲ့မျက်နှာနဲ့တော့ကြံသေးရယ် join လို့အဆင်ပြေရလားမသိokay ဟုတ်ပါပြီအဲ့တော့ Mabel မျက်နှာတော့ join နေအောင်ဆိုတော့ခဏလေးပါเนาะမျက်နှာကိုစောင့်လိုက်ပါမယ်အဲ့ဆိုရင် KK ဆိုတာမျက်နှာထင်တယ်အဲ့ဆို teacher ကိုစလိုက်ပါမယ်เนาะ
ဒါ Emma ပေါ့နော်ကျန်တဲ့သူတွေလည်းရတဲ့လောက်လေးကျတို့ဖြည့်ကြည့်ပါမယ်ရှင့်โอเคပါအဲ့တော့ဒါလေးကတော့ဒါအနိုင်ရရှိသူ3ယောက်ပေါ့နော် Emma ရဲ့Y ရဲ့နောက် Chan ရဲ့ပါရှင်โอเคပါအဲ့တော့ဒါလေးကတော့နည်းနည်းလေးဟိုအရင်အပြင်းသွားမှာဆိုလို့ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့တခြားကျတော့ဘာလေးနဲ့ပတ်သက်ပြီးတော့မေးချင်တာလေးတွေသိချင်တာလေးပြောချင်တာလေးရှိပါသေးတယ်ရှင်ဟိုတကယ်လို့မေးစရာဘာညာမရှိရောဆိုရင်လေ teacher တို့ရဲ့ဒါevent လေးကိုပေါ့နော်feedback လေးတစ်ချက်ဝင်ပြီးတော့ဖြည့်ပေးစေချင်ပါတယ်ဘာလဲဆိုတော့ဒါဒီ vocabulary နဲ့ပတ်သက်ပြီးတော့စပြီးတော့လုပ်တဲ့ event ဒါပထမဆုံးဆိုတော့လေလိုအပ်ချက်လေးတွေနောက်ထပ်ထပ်ပြီးတော့ဖြည့်စေချင်တာလေးပေါ့နော်ရှိရဲ့ဟာမျိုးလေးတွေ teacher တို့အကြံဉာဏ်ပေးလို့ရပါတယ်ဆိုတော့ Google Form လေးရဲ့မှာဖြည့်ပေးပါအောင်နော် teacher တို့ Zoom chat တွေမှာ link လေးချပေးထားပါတယ်ရှင့်ဒီထက်ပိုကောင်းအောင်ဘယ်လိုလေးလုပ်တင်နေရရဲအားမနာတဲ့အကြံပေးလို့ရပါတယ်ဒါကသူကဘာ challenge လဲ boost your first pronunciation လားတရားoui ဟုတ်တယ်boost your first pronunciation pronunciation မဟုတ်ဘူးသူက vocabulary နဲ့ပတ်သက်တာမပါဘူးနော်မပါဘူးလားဆိုတော့အဲ့မှာဟုတ်ခဏလေးနော်ဒီချက်တစ်ချက်ကြည့်လိုက်မယ်ဖောင်လေးโอเคအဲ့တော့ဟိုဟာလေပါတယ်less hand French word ဆိုပြီးတော့ပါတယ်အဲ့ဒီဟာလေးပါနောက်ထပ်လည်းဘယ်လို story မျိုးလေးတွေကိုဖတ်ချင်လဲပေါ့နော်ဒီလို story လေးကောင်းနေသီလားအဆင်ပြေအခုတော့မှအဲ့ library သွားနေတဲ့နေ့တိုင်းနေပါကလေးစာအုပ်လေးတွေဖတ်တယ်ဟုတ်တယ်ဒီချေတို့ level up ဖြစ်နေရဲ့ဟုတ် level up ဖြစ်နေတဲ့သူတွေအတွက်ကကြတော့ဒါပြေးမှုကောင်းတယ်လို့ထင်နိုင်ပေမဲ့လေအခုမှစပြီးတော့လေ့လာနေတဲ့သူတွေကြတော့ဒီမှာဆိုလို့ရှိရင်တီချာတို့ဒီအိမ်နဲ့ပတ်သက်တဲ့ vocabulary လေးလို့ပြောထားပေမဲ့သူ့ရဲ့ emotion နဲ့ပတ်သက်တဲ့ဒီ adjective လေးတွေပေါ့နော်အဲ့ဒီဟာလေးလည်းကျွန်တော်ထည့်ထားတယ်
အများကြီးပဲအဲ့လိုအရင်ခက်ခက်ခဲခဲကြီးလည်းမဟုတ်ဘူးဒါပေမဲ့လို့ vocab လေးတွေနည်းနည်းချင်းစီအများကြီးပါတဲ့အဲ့လိုလွယ်တဲ့စာအုပ်လေးတွေပေါ့နော်ဆိုတော့ဒီလိုစာအုပ်မျိုးလေးတွေကနေတစ်စင်တီချာတို့စတင်တယ်ပြင်သစ်စာအုပ်စပြီးတော့လေ့လာမယ်ဆိုရင်လေ ဟုတ် comptoir နဲ့တီခွာနဲ့ တီခွာနဲ့ဥစ္စာဟိုလေ့လာဘူးတဲ့ဒါပေမဲ့အခုကျတော့ပြန်မှတ်မိပါဟုတ်တယ်အဓိကကျတို့လေ့လာဘူးပြီးသားပဲကျောင်းသားတွေကကျောင်းသားပြင်သစ်စာသင်တဲ့သူတော်တော်များများကိုမေးကြည့်လိုက်တယ်သူသိတော့သိတယ်မြင်လိုက်ရင်တော့သိတယ်ဒါပေမဲ့လို့ကိုယ့်ကိုစဉ်းစားဆိုလို့ရှိရင်အဲ့ဒီ vocabulary တွေကခေါင်းထဲကနေထွက်မလာတော့ဘူးဆိုတော့ဒီလိုကြောက်လာတော့ဘာလို့ကတော့ထွက်တယ်ရှုံးခါဆိုအများကြီးထိတွေ့နေတော့လေစာတူပန်းတို့ဘာလို့ရတယ်အဲ့နှစ်ခုကမသိဘူးစကတ်ဆေးဆိုလည်းရသေးတယ်ဖာရှီတို့အာမြူဆွန်တော့ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒါကျတို့ဒီလိုဖတ်ကြည့်လိုက်တယ်ဆိုရင်ဒါငါဒီ e-pen လေးမှာဒီစကားလုံးလေးကတော့ဖတ်ဘူးတဲ့ကိုစကားပြောတဲ့အခါမှာလည်းယူသုံးလို့ရတယ်ပေါ့နော်အခုဆိုcomptoir နဲ့တီခွာမမေးတော့โอเคဟုတ်ပါကျန်တဲ့သူတွေရောဘာတွေလုံးဝကိုယ့်အတွက်အခုလုံးဝမှတ်မိသားလဲvocab တွေတော်ပြန်မှတ်မိသွားတယ်အစားကြသိတော့သိပြီးတော့တိတ်ပြီးတော့မတုံ့ပြခုကြအတုံးလေးနေဆိုတော့ပုံမှတ်မိသွားတယ်အသစ်တွေလည်းအများဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ဒီလို event မျိုးလေးကလေတချို့နောက်လတွေမှာလဲဒီလိုမျိုးလေးပေါ့ story လေးဖတ်ရင်းနဲ့ vocab တွေအဲ့လိုမှတ်မိအောင်လုပ်တဲ့ဟာမျိုးလေးကထပ်ပြီးတော့ရှိအောင်ပါပါအဲ့ခါကျရင်လဲ join မိကြပါအောင်နော်ဟုတ်ကဲ့ပါဘာတစ်ချိန်တော့လောက်ပါလို့ရှင် join တစ်ချိန်တော့အနည်းဆုံးလောက်ပါလို့အထက်များလေးရတယ်ဟုတ်ကဲ့ပါတလားတစ်ချိန်ကတော့ဒီချက်လဲအနေလုံနိုင်အောင်လို့ချက်လဲစူးစမ်းနေပါတယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင် feedback form လေးအားလုံးဖြည့်ပြီးသားကြပြီထင်ပါတယ်ဟုတ်ဖြည့်ပြီးပါပြီဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်နားလို့ရပါပြီเนาะဆိုတော့ဒီချက်တို့နောက်တလဒီလို event မျိုးလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ au revoir merci beaucoup ပါရှင် merci beaucoup au revoir ကဲပါ